င်္ဂလာပါခင်ဗျာကျွန်တော်တို့ Power Electronic ကကိုဇော်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရောင်းချပေးလိုက်တဲ့ဒီ setup ကတော့ DDF မြို့မှာတက်ဆင်ထားပေးတာပဲဖြစ်ပါတယ်ခင်ဗျာတက်ဆင်ပေးထားတဲ့ site လေးကတော့ inverter အနေနဲ့ကျွန်တော်တို့ Intel 48V 6kW solar hybrid inverter ရဲ့ Solibo 51.2V 300Ah LiPo4 battery လေးကိုcustomer အကိုရဲ့အိမ်မှာမိပြန်နေချိန်မှာလက်စစ်ပစ္စည်းလေးတွေကိုလုံလုံလောက်လောက်အသုံးပြုနိုင်မှုအတွက်ကျွန်တော် Power မှာတက်ဆင်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ inverter အနေနဲ့အာမခံ3နှစ်ပါမှာဖြစ်ပြီးတော့3နှစ်အတွင်းမှာပစ္စည်းကလက်ခအကုန်အခမဲ့အပြင်တခုခု error ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အလုံးအသစ်နဲ့ပြန်ပြီးအစားထိုးပေးတဲ့အစီအစဉ်လေးရှိမယ်ပေါ့နော် Intel inverter ကbattery ကတော့ Solibo အတွက်ကိုအမကန်9နှစ်အတွင်းမှာပစ္စည်းကလက်ခအကုန်အခမဲ့ပေါ့နော်အဲ့လိုလေးပါတဲ့အပြင်ကို Power ရဲ့ after sales service run တွေလည်း9နှစ်ပါမှာဖြစ်ပါတယ်ခင်ဗျအခုဒီမှာအသုံးပြုထားတဲ့လက်စစ်ပစ္စည်းတွေကတော့ကျွန်တော်တို့မီးပြတ်သွားတဲ့အချိန်မှာ aircon တွေသုံးမယ်ရေမော်တာတင်းမယ်ထမင်းပေါင်းလေးတွေချက်မယ်ဟင်းချက်မယ်ပေါ့နော်ဒယ်နီတွေဖွင့်သုံးမယ်အဲ့လိုသုံးဖို့အတွက်ဒီ customer အကိုကနေပြီးတော့ကျွန်တော်ဆီကနေပဲတက်ဆင်သွားတာပဲဖြစ်ပါတယ်ခင်ဗျ Power တက်ဆင်ပေးထားတဲ့ဘယ် setup မဆိုတစ်နှစ်အတွင်းမှာပြတ်ခဲ့မယ်ဆိုရင် inverter ပြတ်ခဲ့ရင် inverter battery ပြတ်ခဲ့ရင် battery အစားထိုးပေးသွားမှာဖြစ်ပြီးတော့ error ဖြစ်တဲ့အလုံးတွေကိုပြန်ကောင်းလာတဲ့အထိပြင်ပြီးတော့မှပြန်လာတက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့ကာလာအတွင်းမှာကုန်ကြစရိတ်တပြားတစ်ချက်မှပေးစရာမလိုပါဘူးခင်ဗျ